နာရီလိုအချင်းချင်းအစာလုပြီးကြိုက်ခဲတတ်တဲ့စီကံမဲ့တွေလည်းမဟုတ်ကြပါဘူးတော်ရိုင်းခွေးတွေကစာဝါနာရဲ့စီကံအရှိဆုံးမာဖီးယားဂိုင်းတွေပါအမဲလိုက်လို့အစာရလာပြီဆိုရင်အမဲလိုက်ကွင်းပြင်ကိုမလာနိုင်နဲ့အုပ်စုတွေကကလေးငယ်လေးတွေကိုအရင်ဆုံးစိတ်ကြိုက်စားခွင့်ပေးပါတယ်ပိုပြီးထူးဆန်းတာကအမဲလိုက်ရင်တန်ရာရလို့ကြံခဲ့တဲ့အုပ်စုဝင်တွေအတွက်အသားတွေကိုပါဇက်ထင်းငုံယူလာပြီးတော့လှိုင်ငူထဲရောက်မှပြန်အံကျွေးတတ်တဲ့အထိအချင်းချင်းတန်ရောစင်ကြီးမားကြတာပါရန်သူအတွက်ငရဲကန်းဖြစ်ပေမဲ့မိသားစုအတွက်တော့သွေးသစ္စာအပြည့်ရှိတဲ့တရားဝါတွေပါနောက်ပြီးသူတို့ရဲ့ကိုယ်တွေကချင်းသေးတွေဟာရီနာတွေထက်သိငယ်ပေမဲ့အုပ်စုအင်အားနဲ့ဆိုရင်တော့ဘသူ့ကိုမှမကြောက်ရပါဘူးသူတို့ရဲ့နေမြေထဲမှာဟာရီနာတွေဝင်လာရင်အုပ်စုလိုက်သွေးအေးနဲ့ဝိုင်းဝန်းတပ်ဖြတ်တတ်တယ်လို့ချင်းသေးမတွေကိုတော့အစာလူဖို့အတွက်စိန်ခေါ်ရဲတဲ့တတိရှိပါတယ်စာဝါနာလွင်ပြင်မှာကြော်ရိုင်းခွေးအုပ်စုရဲ့ဥဒံကိုကြားလိုက်ပြီးဆိုရင်ဘယ်တရားဝါမဆိုအသက်ဘေးကလွတ်အောင်ပြေးဖို့ပြင်ဆင်ကြရပါတော့တယ်ရုပ်ပိုင်းဆိုင်ရာချစ်စရာကောင်းမှုနောက်ကွယ်မှာဒီလိုမျိုးစနစ်တကျနဲ့သွေးအေးလုံးနဲ့လူသက်သမားအမှုအကျင့်တွေရှိနေတာဟာတဘာဝတရားရဲ့ဆန့်ကျင်ဘက်အလှတရားတစ်ခုပါပဲတင်ရောတကူကောင်းမဆန်မေမိသားစုအပေါ်သစ္စာရှိပေမဲ့တားကောင်အပေါ်ရက်ဆက်တဲ့ဒီကြော်ရိုင်းခွေးတွေရဲ့တဘာဝကိုဘယ်လိုချင်လဲကောမန့်မှာပြပြပေး